ကလေးတွေဖျားတဲ့အခါကလေးတွေဖျားတဲ့အခါမိဘတိုင်းစိတ်ပူတတ်ကြတာသဘာဝပါလုံးဝမပူပါနဲ့လို့မပြောလို့ပဲမဲ့စိတ်ပူပြီးချီမကန်မိလက်မကန်မိဖြစ်နေမယ့်အစားဖျားနေတဲ့ကလေးကိုစနစ်တကျပြုစုစောင့်ရှောက်တတ်စေဖို့ရည်ရွယ်ဖတ်ပြခြင်းဖြစ်ပါတယ်ကလေးတွေဖျားရခြင်းရဲ့အများစုဟာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့တုပ်ကွေးသဘောမျိုးဖြစ်ပါတယ်သွေးလွန်တုပ်ကွေးရောမဖြစ်နိုင်ဘူးလားဆိုတော့ဖြစ်နိုင်ပါတယ်မိဘတွေဟာကလေးစဖျားပြီဆိုတာနဲ့သွေးလွန်တုပ်ကွေးလားဆိုပြီးအရန်ကိုစိတ်ပူသွားရကြပါတယ်မိမိဖေဖေတို့ကိုပြောပြချင်တာကသွေးလွန်တုပ်ကွေးဟုတ်မဟုတ်ဆိုတာစဖျားတဲ့ပထမ3ရက်လောက်မှာပြောလို့မရနိုင်ပါဘူး။ဘာကြောင့်မဲဖျားဖျားမိမိတို့လှုပ်ပေးရမှာတော့အတူတူပဲဆိုတာသိထားသေးကြပါတယ်။ဒါကြောင့်ကလေးစဖျားပြီဆိုရင်အဖျားတိုင်းနဲ့သာမိုမီတာလေးနဲ့တိုင်းကြည့်ပါ။ Digital thermometer လေးတွေလည်းရှိပါတယ်။ဈေးလည်းသိပ်မကြီးပါ။ Fahrenheit နဲ့ပြတဲ့ thermometer ဆိုရင်69ဆိုတာငွေ့ငွေ့ဖျားတာပါ။ကိုပူကြစေတိုက်เสียမလို့ပါအဖျား100နဲ့အထက်ဖြစ်တဲ့ဆိုမှကိုပူကြစေပါရာစီတမောအကြီးသို့မဟုတ်အခဲကိုတိုက်ရမှာပါ။ Celsius နဲ့ပြတဲ့ thermometer ဆိုရင်တော့39.9ကအဖျား100နဲ့ညီပါတယ်38ဆိုရင်တော့102ပါကလေးကအသက်3လအောက်ဆိုရင်တော့ဖျားတယ်ဆိုရင်ဆရာဝန်နဲ့စောစောပြတာပိုကောင်းပါတယ်တချို့မိဘတွေမရှင်းလင်းတဲ့အချက်ကလေးကိုပြောပြကြပါသေးတယ်ကလေးအတွက်အဖျားကျစေးဆိုတာပါရာစီတမောကိုပြောတာပါအဲ့ဒါကထုတ်လုပ်တဲ့ကုမ္ပဏီတွေကွဲသွားတော့ဆာရာလန်ဆန်ဘိုင်အိုဂျက်စစ်စသဖြင့်နာမည်အမျိုးမျိုးဖြစ်သွားပါတယ်ဒါကြောင့်ကိုဒေတာမှာကိုလက်လန်းမီယာကိုတိုက်လို့ရပါတယ်ဆေးကိုဘယ်လောက်တိုက်ရမယ်ဆိုတာကတော့ကလေးရဲ့ကိုအလေးချိန်နဲ့တွက်ပြီးတိုက်ရင်အကောင်းဆုံးပါပဲဒါကြောင့်နားလေတဲ့ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါမယ်လိုအပ်တဲ့ပမာဏမတိုက်မိရင်အဖျားကျမှာမဟုတ်သလိုလိုတာထက်ပိုသွားရင်လည်းမကောင်းပါဘူးပြီးတော့ကိုအိမ်မှာရှိတဲ့ပါရာစီတမောဆေးရည်ဟာဘလောက်အားလဲဆိုတာပြောပြတတ်ဖို့လိုပါတယ်ဥပမာ120မီလီဂရမ်5 ml လို့ဆေးပလင်းမှာပါရင်5 ml မှာ120မီလီဂရမ်ပါတာပါ250မီလီဂရမ်5 ml 150မီလီဂရမ်5 ml စသဖြင့်လဲရှိနိုင်တာမို့အဲ့ဒါလေးတွေကိုသတိထားမိစေလိုပါတယ်ဆေးပလင်းကိုကလေးလက်လန်းမမီရမှာတင်ဆဲဖို့လိုပါတယ်ကလေးကဆေးအနက်အရသာကိုကြိုက်လို့ဆိုပြီးတပလင်းလုံးမော့ချလိုက်တာမျိုးဖြစ်တတ်လို့ပါဆေးကိုဒီနေ့ဘယ်နှကြိမ်တိုက်ရမလဲဆိုတာကအဖျားရှိသေးလားဆိုတာကြည့်ရပါမယ်မဖျားရင်ဒါမှမဟုတ်69လောက်ဆိုရင်တိုက်เสียမလို့ပါဆေးတိုက်ပြီး4နာရီအကြာမှာအဖျားက102ဖြစ်နေတယ်ဆိုပါစို့ဆေးထပ်တိုက်လို့ရပါတယ်အဲ့ဒီလောက်မတက်ဘူးကလေးလဲတက်တောင့်တက်တာပဲဆိုရင်တော့6နာရီအကြာမှာတိုင်းကြည့်လို့100ကျော်နေရင်တိုက်လို့ရပါတယ်ဒီနေ့မှာ9ချိန်တက်တော့ပုံမတိုက်တယ်မှာမဖျားဘဲနဲ့ဖျားမှကြောက်လို့ကြိုတိုက်တာမျိုးလဲမလုပ်တယ်မှာကလေးကိုပူတယ်ဆိုတာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ယောဂန်ကလေးကိုပူတယ်ဆိုတာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ယောဂခုခံကာကွယ်တဲ့စနစ်ကဝင်လာတဲ့ပိုးကိုတိုက်ထုတ်နေလို့ပါကိုပူတာကိုချက်ချင်းကျသွားစေချင်လို့မရပါဘူးတိုက်ထုတ်เสียပိုးမရှိတော့မှကိုပူကျမှာပါတာမန်တုပ်ကွေးဆိုရင်တော့အဖျားကျဖို့9ရက်တစ်ပတ်လဲကြာနိုင်ပါတယ်ဆေးတိုက်ရင်အဖျားကျပြီးဆေးအရှင်ကုန်တဲ့4-5-6နာရီအကြာမှာအဖျားပြန်တက်အောင်ပါအဖျားကျတဲ့အချိန်မှာကလေးကလမ်းနဲ့စော့တယ်ဆိုရင်စိတ်ပူစရာမလိုပါဖျားနေတဲ့ကလေးကိုအရင်များများတိုက်ဖို့လိုပါတယ်မိခင်တို့ပဲတောက်တဲ့အရွယ်ဆိုမိခင်တို့ပို့တိုက်ပါဖြည့်ဆွတ်စာစတဲ့အရွယ်နောက်ပိုင်းဆိုရင်တော့မိခင်တို့ထမရေစံပြုတ်
စွတ်ပြုတ်စသဖြင့်အမျိုးမျိုးဝင်အောင်လှည့်တိုက်ပါကလေးတက်စားတိုက်ချင်ရင်လည်းရပါတယ်ဒါပေမဲ့တိုက်ကိုတိုက်ရမယ်မဟုတ်ပါကလေးမကြိုက်ဘူးဆိုရင်ကြံတဲ့အရေးတိုက်ပါ10 ကီလိုလေးတဲ့ကလေးဆိုရင်တစ်နေ့ကိုအနည်းဆုံး1 လီတာတောက်တက်ပါတယ်အရေးဝင်တာနဲရင်စီးသွားနဲပါလိမ့်မယ်ဒါကြောင့်စီးသွားနဲတယ်လို့ထင်ရင်ပို့ပြီးတိုက်တက်ပါတယ်ဖျားနေတဲ့ကလေးဟာအစားစားခြင်းစိတ်ပြတ်တတ်ပေမဲ့သူစားခြင်းသားလေးတွေမေးပြီးချော့ကျွေးပါထမင်းစားခြင်းစိတ်ရှိရင်ကျွေးပါဖျားလို့ထမင်းမကျွေးရဘူးဆိုတာမဟုတ်ပါဘူးနောက်တစ်ချက်ကဖျားလို့ရေမချိုးရဘူးဆိုတာလည်းမဟုတ်ပါဘူးပုံမှန်တကူရည်တန့်ရှင်းရေးကလောက်ကိုလုပ်ပေးရမှာပါအဖျားတက်ရင်ရေဘက်တိုက်ရမလားဆိုတာတချို့သူတေသနာများအရာတိုက်တာနဲ့မတိုက်တာမထူးဘူးလဲပြောကြပါတယ်ဒါကြောင့်တိုက်ပေးခြင်းနဲ့ဆိုလဲတိုက်ပါရေခဲရေတော့မသုံးသင့်ပါအဖျားနဲ့ပတ်သက်ပြီးအထူးပြောလို့တဲ့အချက်ကတော့ကလေးအဖျားမြန်မြန်ပြတ်အောင်ဆိုပြီးဖျားတာနဲ့ပိုးသက်စီမတိုက်သင့်ပါနှစ်ရက်ပဲဖျားပေမဲ့အဖျားကပိုးသက်စီတောက်မတောက်နှစ်ရက်ပဲနေရင်ကြာမှာပါ9 ရက်ကြာမယ်အဖျားက9 ရက်နေကြာမှကြာမှာပါဆရာဝန်ကစမ်းသပ်လို့ပိုးသက်စီပေးတဲ့နေဆိုရင်လည်းပေးပါလိမ့်မယ်ပထမတစ်ခေါက်ဖျားတော့ကဆရာဝန်ပေးတဲ့ပိုးသက်စီကိုမှတ်ထားပြီးနောက်တစ်ခါဖျားတိုင်းမိမိသဘောနဲ့ပိုးသက်စီတိုက်တာမျိုးကွန်ရဆိုင်ကပိုးသက်စီပါထည့်ထားတဲ့ဆက်စည်းတွေဝယ်တိုက်တာမျိုးလုံးဝမလုပ်သင့်ပါပိုးသက်စီဆိုတာတိုက်ရင်ပမာဏမှန်မှုလိုပါတယ်စီးဘက်လည်းအောင်တိုက်ဖို့လိုပါတယ်တရက် 2 ရက်တိုက်ပြီးအဖျားကျတယ်ဆိုပြီးရက်ပြစ်လို့လည်းမရပါဘူးအဲ့ဒီလိုနီးမမှန်မဲ့အသုံးပြုမယ်ဆိုရင်တကယ်လို့အဲ့လိုပေးရတဲ့အချိန်မှာကလေးကအဲ့ဒီစီကိုမတူးတော့လာလဲဖြစ်နိုင်ပါတယ်ဒီချက်ဟာအလွန်အန္တရာယ်ကြီးပါတယ်တချို့မိဘတွေရှိပါတယ်စေကံပြတာနဲ့ကလေးကိုပိုးသက်စီပေးစေချင်တာပါမပေးတဲ့ဆရာဝန်ကိုမကြိုက်ကြပါဘူးအဲ့ဒီအခါမျိုးမှာတချို့ကလည်းလူနာအကြိုက်ကိုလိုက်ပြီးပေးတတ်တာမျိုးတွေရှိလာပါတယ်တကယ်တမ်းကတော့ကလေးအများစုဖျားတဲ့အခါမှာပိုးသက်စီမလိုပါဘူးဘယ်အချိန်မှာပေးဖို့လိုမလဲကလေးမှာအရေးပေါ်လက္ခဏာတွေရှိသလားဆိုတာသတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်ကလေးဖျားပြီဆိုရင်ကိုယ်ပေါ်မှာတိတာတဲ့ပြည်တဲနာတွေရှိသလားစီးပူတာကျင်းတာအောင့်တာရှိသလားဒါမျိုးဆိုပိုးသက်စီစပေးဖို့ရနိုင်ပါတယ်အင်္ဂါလူကြီးတွေကကလေးပါဖျားတယ်နှာစီးတယ်ချောင်းဆိုးတယ်ဒါမျိုးဆိုရင်တုတ်ကွေးဖြစ်ဖို့များပါတယ်3 ရက်ဆက်ဖျားနေရင်ဆရာဝန်ပြပါသွေးလွန်တုတ်ကွေးလက္ခဏာရှိမရှိစမ်းသပ်ပေးပါလိမ့်မယ်အဖျားကျနေတဲ့အချိန်ကလေးလမ်းရင်ကောင်းပါလေအဖျားကျတဲ့အချိန်မှာမလမ်းမဲကလေးကမှိန်နေတယ်စီးနေတယ်ဘိုင်းအောင်တယ်အံ့နေတယ်ခြေတွေလက်တွေအေးဆက်ပြီးချွေးစည်းထွက်နေတယ်ဆိုရင်အရေးကြီးပါတယ်ဆေးရုံအမြန်သွားဖို့လိုပါတယ်ခြေလက်အေးတယ်ဆိုတဲ့နေရာမှာရှင်းပြခြင်းပါသေးတယ်အဖျားတက်ချိန်မှာခြေဘဝလက်ဘဝအေးတယ်ဒါကပုံမှန်ပါစိတ်ပူစရာမဟုတ်ပါဘူးလက်ချောင်းတစ်ချောင်းလုံးခြေထောက်တစ်ချောင်းလုံးရှင်းအောင်ပြောရရင်တကောက်ကွေးလက်မောင်းခွေးတွေပါချွေးစည်းတွေထွက်အေးဆက်ပြီးနေရင်ကလေးကမှိန်လွန်းတာကနာမငြိမ်တာမျိုးဆိုရင်တော့ဆေးရုံကိုပြေးရမှာပါနောက်တစ်ချက်ကသွေးလွန်တုပ်ကွေးယောဂါမှာကော်ဖီရောင်အန်နဲ့ဝမ်းအမဲသွားတယ်ဆိုတဲ့ကိစ္စပါကော်ဖီရောင်ဆိုတာကော်ဖီချမ်းအနှစ်လိုအမဲဘက်တွေပါတာကိုပြောတာပါဝမ်းမဲတယ်ဆိုတာလဲကတ်တရာလိုမဲနဲ့စီးကပ်ပြီးရေလောင်းချတစ်ရှူးအဖြူနဲ့တို့ရင်ရဲသွားတာမျိုးပြောတာပါအဲ့ဒီအချက်တွေနဲ့မတူရင်အစိုးရိမ်မလွန်စေဖို့ပါကလေးဖျားတာနဲ့ပတ်သက်လို့အချို့သောမိဘတွေမတိသေးတာတွေအယူအဆလွဲနေတာတွေကိုရှင်းလင်းစေခြင်းနဲ့စေတနာနဲ့ပါကျမ်းမာပျော်ရွှင်တဲ့ရင်သွေးလေးများပြိုးထောင်နိုင်ကြပါစေအဓိကမှာချင်တာကတော့ပိုးသက်စီကိုအလွဲသုံးစားမပြုကြဖို့ပါမလိုက်နိုင်ရင်အနာဂတ်မျိုးဆက်တွေအတွက်ပိုးသက်စီမတိုးတော့ပဲယောဂတကယ်ဖြစ်ရင်ကုသရခတ်သွားတတ်ပါတယ်မိဘမှာကောဆရာဝန်တွေမှာကောတာဝန်ရှိပါတယ်